Okay အဲ့ဆိုကျွန်တော်တို့အတီးလိုက်ဖမ်းအောင်ဗျDrago, oh my god, yeah, what the hell, oh my god, yeah, Drago, hey, really, what the, hey, you pay a lot, what the fuck, hey, you pay a lot, Sorry. Yo, Drago, ni me veo igual. Oh my god. Sabriga, alone me lo gua. Okay, ကျွန်တော်ချက်သွားစားမယ်ပေါ့နော်။အဲ့ရင်လမ်းကြောင်းလို့ဖြစ်လာ။ချက်သွားစားမယ်။ Okay, let's go. Okay. ကျွန်တော်လည်းညပြောရင်ဒီနားချက်ကိုအမြဲတမ်းစားတယ်ဒီနားချက်တယ်မှာပါမဲကြောင်းလားမသိဘူးအဲ့ဒါကြီးစပွမ်းတက်တယ်ပေါ့နော်အဲ့လိုမျိုးသူကပြောပြတယ် Oh my god. ဒီနားချက်တခုပဲပြOh my god. Drago. Oh my god. Yeah, what the heck? Oh, it's store in here. Okay. Okay. ကျွန်တော်မှမမနှလုံးတော့ရှိပါတော့။အဲ့ဒါကျွန်တော်သူ့ကိုတစ်လုံးပေးလိုက်။တော့ချ Okay ကျွန်တော် inventory ထိပ်ပြီးသွားပြီเนาะကျွန်တော်မနေ့တော့ကျွန်တော်အသီးလဲတာမမုံဖရူလေးပေါက်တယ်ပေါ့နော်နှလုံးပြည့်နေရတယ်အဲ့ဒါဒီ brother ကိုတစ်လုံးပေးလိုက်သူတို့လည်းထွက်ရတယ်တော့ကဲ okay အားလုံးပဲမင်္ဂလာပါ K Roblox ကနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါတယ်ညာ brother ကိုလည်းတော့တွေးလိုက်ရမှာဟာဟိုကအသီးကလုံးဝမိုက်လိုက်တာဘာညာတရကာပေါ့နေကြကွာစီအဲ့ဒါတော့မှန်တကယ်မဟုတ်ပါအဲ့ဒါအပြောရဲဆိုဒါတော့တကယ်အင်းစစ်ပါတကယ်ထင်သွားမှာဆိုလို့ပါအမှန်တကယ်တော့အဲ့ဒါတော့ကျွန်တော် true တစ်ခုပဲဖြစ်ပါတယ် hacker တွေက true တစ်ခုပဲဖြစ်ပါတယ်အသီးတွေအကုန်လုံးရပြီပေါ့နော်ကျွန်တော်တို့ဟိုရောင်းချဲ skin တွေကအစအကုန်ရပါတယ်စားလို့လည်းရလို့ inventory လည်းထည့်လို့ရပါတယ်ဒါပေမဲ့တော့ဘာမှတော့မဖြစ်လာပါဘူး Okay အဲ့ဆိုလို့ရှိရင်ဒီနေ့ကလောက်ပဲပေါ့နော်အရင်မအံ့အောင်ပါနဲ့ဟုတ် Okay စားတာနောက်တာလေပေါ့နော်အရင်မအံ့အောင်နဲ့ဟေး Okay လားအဲ့ဒါလို့ရှိရင်ဒီကလောက်ပါပဲနောက်နေ့ကျမှတကယ် game play နဲ့အတူတူကျွန်တော်တို့ဒီအကောင့်မှာမလောက်ရသေးတဲ့ quit တွေဒီအကောင့်မှာမလောက်ရသေးတဲ့ဟာတွေကိုကျွန်တော်ကအလုံးလုပ်ပြသွားမှာပဲဖြစ်ပါတယ်ကဲလို့ brother တို့ကကျွန်တော်နဲ့အတူတူဆော့ချင်တယ်ဆိုကျွန်တော်ရဲ့ Telegram ချက်ကျွန်တော်ရဲ့ Telegram အကောင့်လေးကိုလာပြီးတော့စကားပြောကြပြီကွာကျွန်တော်ရဲ့ YouTube chat ကိုနိုင်ရပါတော့ reply မြန်တဲ့ chat ကိုနိုင်ရလုံးဝစာပြန်လို့မရလို့စာမပြန်တာပေါ့နော်ဒီမှာကြည့်ပါbrother တို့မြင်တဲ့အတိုင်းပဲကျွန်တော်စာပြန်လို့မရဘူးเนาะအဲဒါကြောင့်မလို့စာမပြန်ပြဘူးအဲဒါကြောင့်မလို့စိတ်မဆိုးကြပါနဲ့ကျွန်တော်ရဲ့ Telegram အကောင့်နဲ့လာခဲ့လိုက်ပါ Okay လားဒီနေ့ကလာပါအားလုံးပဲ bye bye